အားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တောဖျားပွဲမှာလူသက်မှုဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာအစီအစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေကိုအမြဲမပြတ်တင်ဆက်ပေးတော့မှာမို့ channel လေးကိုလည်း like and subscribe လေးတွေလုပ်သွားပေးခဲ့ကြပါအောင်ခင်ဗျာအဲဒါဆိုရင်အစီအစဉ်လေးစလိုက်ကြရအောင်ပါခင်ဗျာတရင်ကျိုးလာနောက်ပိုင်းမှာစာ၍ကဆုံနေယုံမိုးဦးကြကျင်ထိမြန်မာနိုင်ငံတွင်ဖျားပွဲများကျင်းပလေရှိကြပါတယ်။ကျွန်တော်သိတဲ့လောက်ဆိုရင်ဂေဇက်ဝင်ဖျားပွဲကြီးများအပြင်ဂေဇက်ဝင်ပွဲမဟုတ်တောဖျားပွဲလေးများမှာမြန်မာနိုင်ငံမြို့တိုင်းရွာတိုင်းလိုပင်ရှိတတ်ကြပါတယ်။ပြည်ရွှေစံတော်မကွေးမြတ်တော်မင်းမှုရွှေဆက်တော်နဲ့ရှင်ပင်စကုတ်တဲ့ပခုတ်ကူတီဟိုရှင်ပကံအာနန္ဒာညောင်ရွှေစည်းကုံမုံရမိုးညင်းတန်ပုံတွေစကိုင်းကောင်းမှုတော်ရွှေဘုံမြို့တော်စီတွေမန္တလေးကျောင်းတော်ကြီးရွှေစာရံဖျားမြင်းကြံနှစ်ကျိတ်ရှစ်စုပြမနာရန်အောင်မြင်တောင်ငူစံတော်ရှင်နေမြတ်စောညီနောင်ပဲခူးရွှေမော်တော်နေရွှေသားလျောင်ခရမ်းသုံးဖျားကြီးဒေးစုမာကြိုက်ထီယိုမော်တင်မော်လမြိုင်ကြိုက်တလားတထုံမြတ်တပိတန်လင်းကြိုက်ခေါင်စသည်ဖြင့်မြန်မာနိုင်ငံအနှံ့အပြားတွင်ထင်ရှားသောဖျားပွဲတွေအများကြီးရှိကြပါတယ်ဤဒီတို့မှာကျွန်ုပ်ကောင်းတဲ့တွင်ပေါ်လာသမျှနိုင်ငံနှင့်ဝန်ထင်ရှားသောဖျားပွဲကြီးများကိုကောက်ကငင်ကစရင်ချပြလိုက်ခြင်းများသာဖြစ်ပါတယ်။ကျွန်ုပ်ကောင်းတဲ့တွင်ရုတ်တရက်ပေါ်လာခြင်းမရှိသောဖျားပွဲများသို့မဟုတ်ကျွန်ုပ်ကိုယ်တိုင်ပင်မရောက်ဘူးမကြားဘူးတဲ့သောဖျားပွဲများကအများအပြားရှိပေသည်။မြန်မာနိုင်ငံ၏မြို့ကြီးမြို့ငယ်ရွာကြီးရွာငယ်တိုင်းတိုင်းပင်ဖျားပွဲရှိသည်ဟုထင်လင်းမမီမထင်ကြီးကျွန်ုပ်သည်ငယ်စဉ်ကကြီးရွာတရားတွင်မွေးဖွားခဲ့သည်ဖြစ်သည့်အတိုင်းတော့ဖျားပွဲကလေးများကိုအလွန်သဘောကျတတ်ပါတယ်။ဖျားပွဲကျင်းပတော်မူဆိုသည်နှင့်ဖျားလူကြီးများသည်ဈေးဆိုင်ကမ်းများကိုဆောက်ကလေးလံတင်ကြလေပြီ။ဆိုင်ကမ်းများမှာမြို့ပင်ပဲဖျားချင်းတွင်အများအပြားရှိပြီးတော့ဒေသလျောက်မရမတိုင်ထူ၍တတိမိုးသည့်ဆိုင်ကမ်းများရှိတဲ့ကဲ့သို့ဝါးတိုင်ထူကတိုက်ငယ်မိုးသည့်ဆိုင်ကမ်းများလည်းစောက်လေးရှိကြပါတယ်။တချို့အရများတွင်မိုးမျောတိုင်ထောင်၍ထန်းလျက်မိုးကြပါတယ်။တချို့ရများတွင်လည်းဝဘိုးတိုင်နှင့်အင်ဘတ်မိုးကြပါတယ်။မြည်သည့်ပစ္စည်းများကိုသုံးသည်ဖြစ်စေထိုဆိုင်ကမ်းများမှာစပင်ကန့်ကျန်သည့်ဆိုင်ကမ်းကလေးများသာဖြစ်ကြပြီးတော့ထိုစဉ်ကလေလံကအပြင်ဆိုင်ကုန်းအဖြစ်တဆိုင်ကုန်းတစ်ချက်ကန်ဒီကောက်ယူကြပါတယ်။တကိုးကြီးဖျားဆိုရင်ကိုပိုင်မီးဆက်ရှိသည်တွေမီးပွင့်မှာဆက်ပြီးတော့မိကကိုတသက်ကောက်ကြပါတယ်။တို့ရတွင်ထိုစဉ်ကလျက်စစ်ဓာတ်အားပေးရေးလုပ်ငန်းများစွာထွန်းကားခြင်းမရှိသေးသည့်အလျောက်အများအပြားဖျားပွဲများဆိုင်ကမ်းများမှာအောက်လင်းတက်မီသို့မဟုတ်လက်ဆွဲတက်မီများကိုသာအသုံးများလေးရှိကြပါတယ်။ယခုခေတ်လူငယ်များမှာလျက်စစ်ဓာတ်အားကိုသာအတွေ့များကြသည်တွေအောက်လင်းတက်မီနှင့်လက်ဆွဲတက်မီကိုကောင်းစွာခွဲခြား၍မသိကြကြီး။အောက်လင်းတက်မီဆိုသည်မှာယခုကျွန်တော်တို့မြင်တွေ့နေရသောပကံများပုံသဏ္ဍာန်ကဲ့သို့ဝိုင်းဝိုင်းပြပြဖြစ်ပြီးတော့ရေနံစီထက်ခြင်းလေထိုးခြင်းစသည့်ကိစ္စများကိုလုပ်ရန်မီးရေနံအိုးကိုပြောင်းနေမီးစာအပေါ်မှာတက်ဆင်ထားလေးရှိပါတယ်။မီးထိုးလေးပြောရရင်မီးရိုးသည့်အပေါ်ကဖြစ်ပြီးတော့အောက်တွင်တွဲလောင်းကျနေသောပြောင်းနေမီးစာထိုးသားလေးရှိပါတယ်။ရုတ်တရက်ကြည့်လိုက်ရင်ယခုခေတ်ဆလောင်းတက်ထားသည့်မီးဖို့များကဲ့သို့ဖြစ်ပါတယ်။အများအပြားအင်္ဂလန်လုံဖြစ်ပါတယ်။လက်ဆွဲတက်ပြီးမှရေနံစီထက်သည့်မီးကိုလေထိုးသည့်လေထိုးတံကစားသည့်မောင်းတံစသည်တို့တွင်အောက်တွင်ရှိပြီးတော့ထိုပေါ်ကပြောင်းမီးစာနှင့်မီးစလောင်းတို့တက်ဆင်ထားပါတယ်။အများအပြားထိုစဉ်ကချက်ကိုစလိုဗီးယားလို့လက်ဆွဲတပ်ပြီးများကိုမာယူကတင်သွင်းလေးရှိပါတယ်။ကျွန်တော်မွေးဖွားသည့်ရွာမှာကြီးရွာကြီးတရွာမျက်နှာဖြစ်သည့်အလျောက်လျက်ဆေးတပ်မီမဆိုတာနဲ့အောက်လင်းတပ်မီနဲ့လက်ဆွဲတပ်မီတို့ပင်လေရွာထဲမှာအိမ်များတွင်သုံးလေးမရှိကြဘဲနဲ့ဘုံရင်ကျောင်းများတွင်သာရှိကြပါတယ်။ရွာထဲတွင်တာရေးနာရေးရှိရင်ဘုံရင်ကျောင်းမှပင်ငားရပါတယ်။အများအပြားအိမ်များတွင်သုံးသည့်မီမှာဟာရီကိန်းလင်ခေါ်လက်ဆွဲမှန်အိမ်များနဲ့တံမြူဆိုင်များလှုပ်သည့်ရေနံစီမီးခွက်များသာဖြစ်ပါတယ်။ဖျားပွဲအကြောင်းကိုဆက်ရပေဦးမည်။ကျွန်တော်တို့၏ရွာမှာရွာကြီးဖြစ်တဲ့အလျောက်ကျွန်တော်တို့ရွာရှိရွှေမီတင်ဖျားကြီးပါလေ။ကေဆက်ဝင်ဖျားပွဲမဟုတ်သည့်တိုင်အတော်ကလေးလူစီကားပါတယ်။ဖျားပွဲကိုတောင်သူလယ်သမားများစပားရိပ်ပြီးချိန်ဖြစ်သည့်ပြာသူလဆန်းတွင်ကျင်းပပြီးတော့တပတ်ခန့်ကြာပါတယ်။ဖျားပွဲကျင်းပကလေး၌ဈေးဆိုင်ကန်းတွေစောက်ပြီးမပြီးသေးခင်မှာပင်မြို့မှာဈေးတယ်များတောမှဈေးတယ်များသည်အစင်သင့်ရောက်နေကြလိမ့်ပြီ။တချို့မှာသစ်ပင်များအောက်တွင်ကို့အစုနေကိုစကန်းချနေတက်ပြီးတော့ဖျားကောဘကအဖွဲမှာ
တရားဝင်ဆိုင်ကန်းဖွင့်ပေးသည့်ရဲကိုစောင့်နေကြပါသည်တောမှတက်လာသည့်ဈေးသည်များတွင်ဒေသလိုက်ထွက်သည့်ထွက်ကုန်များဖြစ်သောမကြီးထန်းလျက်ကြက်သွန်ဇီးသီးကြောင်တရက်သီးကြောင်ငရုတ်သီးကြောင်မယန်းသီးကြောင်ဘဲမျိုးမျိုးစသည့်စားသောက်ကုန်များပါလာတတ်ပါသည်တချို့ကလည်းဝါကထယံစသည့်အိမ်ဆောက်ပစ္စည်းများကိုလာရောင်းကြပါသည်အချို့ကလည်းထွန်းနှံလဲတံကူလဲပင်ကျိန်ချင်းအောင်တောင်ပလုံစသည့်လေယာသုံးပစ္စည်းများကိုလာရောင်းကြပါသည်ကျွန်တော်တို့မြို့နယ်အတွင်းတွင်ဗဘဲအကြီးကျယ်လောက်ကင်သောရွာများရှိရာထိုရွာများကလည်းဓာကကြီးစုစောင်းပေါက်ပြာပေါက်တူတရွင်ငန်းများကောက်စွာလက်ပတ်တန်စသည့်တန်တယ်ပစ္စည်းများဥပုံကျိုးရုံပြတိုင်းတော်ရုံအိုးစီလင်းကွင်ကြောက်ပြင်းငရုတ်စုံမန်စသည့်တိုလီမိုလီပစ္စည်းများအလှကုန်အဝတ်အထည်အလှကုန်ပစ္စည်းဖနာစသည့်လူသုံးကုန်ပစ္စည်းများသမင်းကျော်ခောက်ဆွဲရှာလဘရီဖာလူဒါစသည့်တို့ကိုရောင်းသည့်စားတောက်ဆိုင်များစသည်ဖြင့်ရွာပြင်မဲ့ရာပြင်ထဲတွင်ဆိုင်တွေကနားတွေပြည့်နေလျက်ရှိပါသည်ထို့ပြင်စက်ပွဲများရုပ်သေးပွဲများချားများရဟတ်များမျက်လက်ပွဲများအံ့ပွဲများစသည်တို့ကလည်းသူ့နေရာနှင့်သူစီကားလာပါသည်မမိသည်ကျွန်ုပ်ငယ်စဉ်ကရုပ်သေးကိုအလွန်ဝါသနာပါသည့်လျောက်ကျွန်ုပ်သည်ရုပ်သေးဆိုရင်ညတိုင်းသွားကြည့်လေရှိပါသည်ထိုစဉ်ကကျွန်တော်တို့၏နေတွင်နာမည်ကြီးသောရုပ်သေးမင်းသမီးမှာမရီကိုင်ဦးထွားကြီးဖြစ်ပါသည်ရုပ်သေးမင်းသမီးကမရီကိုင်ဦးထွားကြီးဆိုပြီးမရေလိုက်ကြလေနေဦးထွားကြီးမှာမင်းသမီးရုပ်ကျိုးဆွဲအလွန်တော်သည့်ပြင်နှစ်ပါးသောအပူတိုင်းစသည့်အခန်းများတွင်လည်းမိမများမျက်ရည်တရွှဲရွှဲဖြစ်လာအောင်မင်းသမီးရုပ်ဆောင်နိုင်သူတဦးဖြစ်ပါသည်ကျွန်တော်ပလိတ်ဘက်တွင်အမှုထမ်းသည့်အခါတွင်လည်းထိုဖျားပွဲများမှာရှိမြဲရှိနေကြပါသည်ယခုကျွန်တော်ပင်စင်ယူသည့်အချိန်တွင်လည်းရှိနေပါသေးတယ်ကျွန်တော်တို့မရှိသည့်နောက်တွင်လည်းမြန်မာနိုင်ငံအနှံ့အပြားတွင်ဖျားပွဲများသည်ရှိနေကြအောင်မိတာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံသည်စေတီပထိုးများနှင့်ထမ်းမီတို့ပေါ်များရတိုင်းပြည်ဟုနိုင်ငံသားများကဆိုလေရှိဟာသူတို့ပြောသည့်တိုင်လည်းကျွန်တော်တို့နိုင်ငံတွင်စေတီပထိုးများသည်လက်ညှိုးညွှန်၍မလွဲလောက်အောင်ရှိနေကြပါတယ်စေတီပထိုးများရှိနေသေးသမျှတနည်းဆိုရလျင်မြန်မာနိုင်ငံရှိနေသေးသမျှတနည်းပြောရလျင်မြန်မာနိုင်ငံတွင်ဗုဒ္ဓသာသနာတော်ထွန်းကားနေသေးသမျှဘုရားပွဲများသည်ရှိနေကြအောင်မိတာဖြစ်ပါတယ်ယခုကျွန်ုပ်ဖော်ပြမိအဖြစ်အပျက်မှာပလိတ်ဘက်သို့ကျွန်ုပ်ရောက်ပြီး၍၄-၅နှစ်အကြာတောရဘုရားပွဲတစ်ခုတွင်ကြုံတွေ့ရသည့်အမှုဖြစ်ပေကြောင်းလူသက်မှုတစ်ခုသည်လူအုပ်ထဲတွင်ကျူးလွန်ရာအလွယ်ဆုံးဖြစ်သည်ဟုကျွန်တော်တို့ရှေ့တွင်အမှုထမ်းခဲ့ကြသောပလိတ်ကြီးများပြောတံကိုကျွန်ုပ်မကြာခဏကြားဖို့ကြောင်းဒီစတိတ်မြို့နယ်တွင်အမှုထမ်းခဲ့စဉ်ကမူသူတို့ဆိုမှန်ကြောင်းကိုကျွန်ုပ်ကိုယ်တွေ့ရာသိရှိခဲ့ရပါတယ်အချိန်မှာခြေခင်းလက်ခင်းသာသော$ဖြည့်၍ကျွန်ုပ်အမှုထမ်းရာမြို့ကလေးတွင်အထီကရဖျားကြီးတဆူဖြစ်သည်မြသိန်းတံဖျားပွဲကြီးကျင်းပနေချိန်ဖြစ်ပါတယ်ကျွန်ုပ်ကထိုစဉ်ကဌာနအုပ်ဖြစ်သဖြင့်ဖျားပွဲလုံခြုံရေးတာဝန်များကိုဦးစီးလှုပ်ဆောင်ရပါတယ်ကျွန်ုပ်သည်နေတွင်ရှိသည့်100-180များကိုဖမ်းဆီးကလုံးမမဲခဏတစ်ပြုတ်ချုံနှောင်ထားလိုက်ပါတယ်100-110ဆိုသည်မှာအိန္ဒိယရာဇသကြီးပုတ်ဥပဒေမှာ100-110အရာအလုတ်လက်မဲ့မသိန်း5သူများကိုဖမ်းဆီးချုံနှောင်ခြင်းဖြစ်ပါတယ်ထို့ပြင်ကျွန်တော်သည်နေတွင်နာမည်ပြက်ရှိသူတို့ချို့ကိုလည်းဖျားပွဲကြီးအေးချမ်းစွာပြီးမြောက်ရေးတွင်ဝိုင်းဝန်းကူညီကြရန်မြစ်တာရက်ခံပြီးတော့ဖျားပွဲနှင့်တကွာရက်ရွာအေးချမ်းသာရရေးကိုနှောက်ယှက်ပါကအရေးယူရမည်ဖြစ်ကြောင်းတစ်ဖက်ကချော့၍တစ်ဖက်ကချင်းချောက်ပြရပါတယ်တို့ဖြင့်မြသိန်းတော်ဖျားပွဲကြီးကစတင်ကြရာ3ရက်မြောက်ခဲ့ပြီဖြစ်ပါတယ်ထို3ရက်အတွင်းအရက်မူ၍ရန်ဖြစ်သည့်အမှုသေးလေးလောက်မှအပါတခြားမြည်သည့်အမှုများကြီးကြီးကျယ်ကျယ်ဖြစ်ပွားခြင်းမရှိချေကျွန်တော်သည်ဖျားပွဲတော်စီအနေတွင်ကင်းကတ်တစ်ခုဖွင့်ထားပြီးတော့ထိုကင်းကတ်တွင်ရာဇိုးအုပ်တအုပ်လူစိုးထိန်စားပလင်းတအုပ်နှင့်ပလိတ်4ယောက်ကိုအမြဲချထားပါတယ်ကျွန်တော်ကိုယ်တိုင်လည်းညအုပ်ပိုင်းမှာတကောင်ဒီကင်းကတ်တွင်ထိုင်ကတနေ့ကဖြစ်ပွားသောအမှုခင်းများနှင့်သူတို့သတင်းပိုးချက်များကိုကြားနာစစ်ဆေးတတ်ပါတယ်ထိုနေ့ကဆက်ပွဲမှာကျွန်တော်တို့နယ်တင်နာမည်ကြီးသည်ကျော်အုံးလိုက်၏ပွဲဖြစ်ပြီးတော့ခါလန်လန်တွင်လည်းရုပ်သေးစင်နာမည်ကြီးရုပ်သေးစင်တစ်စင်ဖြစ်သည်မရီကိုင်ဦးထွားကြီးရုပ်သေးစင်လည်းရှိပါတယ်မြက်လေဆက်ပွဲရောရုပ်သွေးတွေမှာလဲဝိုင်းကြီးများမှာဒိုးမပေါအောင်စီကားလှပါတယ်တောပွဲများထုံစံမှာဇက်စင်ကိုရာပင်ကြီးများတွင်ထိုးထားလေးရှိပြီးတော့အလဲကောင်တွင်ဖျားနေရာများတတ်မှထားလျက်ဖျားများအိမ်တော်တွင်လဲဝိုင်းကြီးများကိုနေရာချပေးထားပါတယ်ရက်ဝေမှာလဲဖြစ်လာကြည့်သူများသည်လဲကိုပွဲခွင့်တွင်ထူက
လဲပေါ်မှာထိုင်ရင်ပွဲကြည့်နိုင်ပါတယ်တခါတည်းလဲတောင်ပြုတ်ကြသည်ပြီးပွဲလန့်သီမှာပါသုံးညစလုံးအမှုကြီးတစုံတရာဖြစ်ပွားခြင်းမရှိကြစတုထညတွင်မူကျော်အုံးလိုက်ဇက်ယုံနှင့်မလဲမကန်းတွင်ပြနေသောရောပြန်ပုံလကမျက်လက်ယုံအနေတွင်လူတက်မှုတစ်ခုဖြစ်ပွားပါတယ်ထိုချက်ကပနောက်ကဤမျက်လက်ကိုလူနှင့်လွှတ်နေတစ်ပိုင်းတိုက်ပြခြင်းလူကိုမန်တစ်တာတဲ့တွင်ထက်ပြပြီးတော့အဝိုးအုပ်၍ချက်ချင်းလက်ပြလိုက်ယုံပြီးလူပြောက်သွားခြင်းစသည့်ခါဆဆန်ပြကွက်များပါရှိသည်မျက်လက်ပွဲမှာကြိတ်ကြိတ်တူစီကားလေးရရှိပါတယ်လူသက်သမားသည်ထို့သို့မျက်လက်ပွဲတွင်လူစီကားနေခြင်းကိုအခွင့်ကောင်းယူကာလူသက်သွားခြင်းဖြစ်ပါတယ်လူသက်သမား၏နာမည်မှာအရေးမကြီးသဖြင့်ကျွန်ုပ်သည်လူသက်တရခံမြည်သူမြည်ဝါဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခြင်းမပြုလိုတော့ပါလူသက်သမားမှာထိုအမှုမျိုးကိုကျိုးလိုမည်ဟုလုံးဝမထင်ရတော့တာမန်ခက်တဲ့ခန့်ညင်လူတယောက်သာဖြစ်သည်ဟုကျွန်ုပ်ပြောလိုပါတယ်အသက်ခံရသူ၏အမြင်မှာလည်းအရေးကြီးသည်ဟုမထင်သောကြောင့်ကျွန်ုပ်ဖော်ပြခြင်းမပြုလိုတော့ပြီအသက်ခံရသူမှာအရထထောင်မမောင်ကိုလုံးကိုပေါက်ထောထွားဖြစ်ပြီးတော့ထိုချိန်ကအရက်မှုမှုဖြစ်လဲပေါ်တွင်အိပ်ပျော်လေးရရှိပါတယ်အနီးနာရှိလဲများမှလူများမှလည်းထိုချိန်တွင်မျက်လက်ပွဲကိုစင်းကြည့်နေကြသဖြင့်အနီးအနားတွင်အရပူပူခညင်ညဲခတ်သည်လူသက်သမားသည်တငယ်မိတ်ဆွေတယောက်ထံလာတဲ့ကဲ့သို့လဲအနီးသို့ရောက်လာကချင်းလဲပေါ်တွင်အိပ်ပျော်နေသည်ကိုတစ်ချက်ငုံကြည့်ပြီးနောက်ခါကြားတွင်ထိုးလာသည့်6လဲမှတမြောင်ဖြစ်တစ်ချက်နှစ်ချက်သုံးချက်ထိုးချလိုက်ပါတယ်အိပ်ပျော်နေသူမှာတစ်ချက်သာអော်နိုင်ပြီးတော့ပွဲချင်းပြီးတည်ဆုံးသွားခဲ့ပါတယ်လူသက်သမားမှမူသွေးတွေစိုးပိနေသောတမြောင်ကိုအနီးရှိကန်ထဲသို့ပစ်ချက်ကအချင်းဖြစ်ပေါ်သောနေရာမှာအင်္ဂရီမပြတ်ထွက်ခွာသွားပါတယ်ထိုကိစ္စများဖြစ်ပြလိုက်သည်မှာဘာမှမကြားလိုက်ကြစက္ကန့်30ရွမြသာကြာလိုက်ပါတယ်အမှုသောအမှုလာကိုကြည့်ရသည်မှာလူသက်မှုသည်တင်ကူးကြံရွယ်ထားသည်လူသက်မှုဟုတ်ဟန်မတူကြလူသက်သမားသည်ပွဲသို့လာစဉ်မိမိရန်သူဟောင်းကိုတွေ့သည်ဖြင့်ခါးတွေအသင့်ပါလာသည့်တမြောင်ပြီးထိုးသက်သွားခြင်းသာဖြစ်ပါတယ်လူသက်မှုကျူးလွန်ရသည့်ရည်ရွယ်ချက်ကိုရှာဖွေသည့်အခါမနာလိုဝန်တိုစိတ်ကြောင့်လက်စားချေခြင်းဖြစ်ကြောင်းကိုတွေ့ရပါတယ်လိုက်လံစုံစမ်းကြည့်သည့်အခါတွင်သေသူသည်ပြစ်မှုကျူးလွန်သည့်မယားကိုခိုးယူပေါင်းသွင်းပြီးတော့အတူနေထိုင်လျက်ရှိပါတယ်နောက်တစ်နေ့တွင်ကျွန်တော်၏ကတ်ထဲမှာလိုက်လံစုံစမ်းသည့်အခါ၌ပြစ်မှုကျူးလွန်ကြီးနောက်ခံသမိုင်း၏ရည်ရွယ်ချက်ကိုအလွယ်တကူတွေ့ရှိရခြင်းဖြစ်ပါတယ်အချင်းဖြစ်ပွားဆုံးကိုမျက်နှာသည်မျက်မြင်သက်သေကိုလိုက်ရှာသည့်အခါတွင်မူကျွန်တော်တို့မြို့ကဲ့သို့သောတောမြို့ကလေးများတွင်ချက်ချင်းတွေ့ရပါတယ်လူသက်မှုနောက်တစ်နေ့တွင်ပွဲလာသူများကြားတဲ့တွင်လိုက်လံစုံစမ်းရာလူသက်မှုကိုမြင်လိုက်သူတို့တွေ့ရပါတယ်ထို့သူမှာမြို့နေမနီးမဝေးရှိရွာကလေးတွေရွာမှဈေးလာရောင်းသူမတ်သိန်းရှင်ဆိုသည့်အမျိုးသမီးဖြစ်ပါတယ်ထိုနေ့ညကမတ်သိန်းရှင်သည်တပုတ်တစ်ပါးသွားပြီးနောက်ကံပေါ်မှဆင်လာလှရောက်တဲ့တွင်ဓာသွားလက်နေသည်ဖြင့်လူတစ်ယောက်ကဓာပြည့်ထိုးနေသည်ကိုမြင်လိုက်ပါတယ်ထို့နောက်ဓာမှာအယောင်မလက်တော့ပဲသွေးတို့စွန်းပိနေသည်ကိုမြင်လိုက်ရပါတယ်ပထမတော့မသိန်းရှင်သည်ကြောင်၍ကြည့်နေပါသေးရဲ့မြင်နေသည့်မြင်ကွင်းကိုကောင်းစွာလက်မခံနိုင်သည်ထို့နောက်တွင်မသိန်းရှင်သည်တတိယကအချင်းဖြစ်ပေါ်ရာနေရာကိုလက်ညှိုးထိုးပြီးတော့ကြောက်လန့်တကြားပြေအော်ဟစ်ပါတယ်ပွဲစည်းတဲ့အစွန်တွင်ရောက်နေကြသည့်လက်ဖက်ရည်ဆိုင်အကျော်ဆိုင်ခောက်ဆွဲဆိုင်မှလူများမျက်လက်ပွဲကြည့်နေသူများလဲဝိုင်းထဲမှလဲများပေါ်တွင်ထိုင်၍ပွဲကြည့်နေသူများသည်အတန်ကြားရကိုပြေးလာကြပါတယ်တခိုးတဲ့ဘဲကတခိုးရမှာလဲအတင်းလိုက်ပြီးတော့လက်ဆွဲလို့တဲ့မဟုတ်ပါဘူးလူရိုက်သွားတာကိုမြင်လို့လမ်းပြီးអော်ရတဲ့မဟုတ်ဘူးဗျလူသက်မှုသားတဲ့လူကကောင်လေးတဲ့ခတ်သေးခန့်ညံ့ရဲတဲ့စသည်ဖြင့်တယောက်တစ်ပေါက်ပြောကြပါတယ်ထင်မြင်ချက်အမျိုးမျိုးပြီးကြပါတယ်တို့ဖြင့်ဘာဖြစ်မှမသိပဲနဲ့တယောက်တစ်မျိုးပြောနေကြရာနောက်ဆုံးတွင်ကျွန်တော်တို့၏ကင်ကံမှာစာပလင်းကိုစံကျော်ရောက်သွားပါတယ်ကိုစံကျော်သည်ပလိမှုတန်2ယောက်နဲ့အတူရောက်လာပြီးတော့လဲများအနီးတစ်ဝိုက်တွင်ရှာဖွေကြရာဓာတ်တန်ရများဖြင့်သေဆုံးနေသောအလောင်းတစ်လောင်းကိုလက်တစည်းပေါ်တွင်တွေ့ရပါတယ်တို့ချိန်သည်ဘာမှမကြားလိုက်ကြ2မိနစ်3မိနစ်လောက်သာရှိမိထင်ပါတယ်တို့ရတွင်ခတ်သေးခန့်ညံ့လူသက်သမားမှာပျောက်ချင်းမလားပျောက်သွားခဲ့လေပြီထို့ချိန်တွင်ကိုစံကျော်သည်မျက်လက်ပွဲနားတွင်မရောက်မလဲရပ်ကြည့်နေပါတယ်မျက်လက်ကြည့်နေသောကြောင့်မဟုတ်အနားတွင်လုံခြုံရေးတွေအခြေအနေကိုလာရောက်အကဲခတ်နေခြင်းဖြစ်ပါတယ်တို့ရတွင်ယခုမူမိမိနှင့်မလဲမကန်းတွင်လူသက်မှုကြီးတစ်ခုဖြစ်သွားသည့်အခါကိုစံကျော်ရှက်လဲရှက်မခံခြင်းလည်းဖြစ်နေပါတယ်မသိန်းရှင်ကိုခေါ်ယူစစ်ဆေးသည့်အခါတွင်မသိန်းရှင်၏ထွက်ချက်မှာရိုးရိုးစင်စင်ပင်မိမိသည်လူသက်သမားကိုမြင်လိုက်ရကြောင်းတွေ့ရတွင်မျက်နှာကိုမူမမြင်လိုက်ရကြောင်းထို့သူသည်တေသူ၏လဲသန်းတွင်အတော်ကြာမြရနေကြောင်းထို့နောက်တေသူဟုတ်မဟုတ်စူဇန်ကြည့်သည်ဟန်ဖြင့်ငုတ်ကြည့်ပြီးမှခါးကြားထဲမှပါလာသည့်တမြောင်ကိုထုတ်၍ထိုးကြောင်းသူ့အင်ကြီးလက်မောင်းတွင်သွေးတွေစွန်းပွေနေသည်ကိုပင်သူမြင်လိုက်ရကြောင်းဖြင့်တိကျစွာထွက်ဆိုပါသည်ထို့ချိန်ကလူသက်သမားသည်မိခိုးရောင်တက်ကလက်တိုက်ပုံအင်ကြီးကိုဝှစ်ချုံထားပြီးတော့ကောင်းကိုမျက်နှာလုံးပေါ်ဝပေါင်းထားကြောင်း
ထို့နောက်ထိုလူသည်မျက်လက်ပွဲလူအုပ်ထဲသို့ဝင်ရောက်ပြောက်ကွယ်သွားကြောင်းဖြင့်ထွက်ဆိုသွားပါတယ်။စာပလင်းကိုဆန်ကျော်သည်မသိန်းရှိကြိမ်ပန်များစွာစစ်ဆေးရာစစ်ဆေးသည့်အခါတိုင်းထွက်ချက်မှာတသဘောလေးဖြစ်ပါတယ်။ကွဲပြားခြင်းမရှိကြ။မျက်လက်ပွဲမှာယုံသင်းသည့်ပွဲဖြစ်ရာကိုဆန်ကျော်သည်ယုံဆောင်များကိုစစ်ဆေးတော်လေထိုလူကိုမတွေ့ရကြောင်းဖြင့်ထွက်ဆိုကြပါတယ်။မိမတရအော်တန်ကိုကြားရပြီးသည့်နောက်တွင်မိမိတို့ယုံတဲ့သို့မိသူများဝင်ရောက်လာခြင်းမရှိကြောင်းဖြစ်လေအခိုင်အမာထွက်ဆိုကြပါတယ်။သို့ဖြစ်ရင်လူသက်သမားသည်အနည်းတွင်ရှိသည့်အံပွဲပြသည့်ယုံကလေးတဲ့သို့ဝင်သွားသလိုအဆောက်များကိုစစ်ဆေးသည့်အခါတွင်ထိုယုံကလေးတို့လည်းဝင်ရောက်လာခြင်းမရှိကြောင်းတညီတညွတ်လည်းထွက်ဆိုကြပါတယ်။ထို့ပြင်အံပွဲပြသည့်ယုံကလေးမှာလူတရာကန့်သာဆန့်သည့်ယုံကလေးဖြစ်သည့်အတွက်ထိုယုံလေးတို့လူသက်သမားဝင်လာလျင်လည်းသိကြမိတာဖြစ်ပါတယ်။စာယုံနောက်ဖေးတို့လည်းမဝင်နိုင်ကြ။စာယုံနောက်ဖေးမှာလူတွေအများကြီးရှိသည့်မှန်တော်လေသွေးဆွနေသောလူတယောက်ဝင်လာသည်ဆိုရင်တူငါသိနိုင်သေးတာဖြစ်ပါတယ်။စာယုံနောက်ပိုင်းတွင်စသမားများလည်းရှိနေသေးသည်တွေထိုတဲ့သို့ဝင်နေအလွယ်တကူဝိုင်းဝန်းဖမ်းဆီးကြမိတာဖြစ်ပါတယ်။ထို့နှင့်မနေမဝေတွင်ရဟကြီးတစ်ခုရှိပြီးတော့ထိုနည်းတူရဟများပခက်ကလေးများထက်သောတစ်တာကြီးသုံးလုံးလေးရှိပါတယ်။သို့ဆိုရင်လူသားသမားသည်ရဟယုံနာသို့ရောက်သွားသောရဟစည်းသူများနှင့်ရဟတစ်တာများအနီးတွင်ထိုင်ဆောင်နေသောရဟမှာအလုသမားတစ်ယောက်ကိုမေးကြည့်သည့်အခါတွင်မိမတစ်ယောက်၏အော်တန်ကိုကြားရပြီးသည့်နောက်တွင်မိမိတို့ဘက်သို့မိသူမှလာရောက်ခြင်းမရှိကြောင်းဖြင့်ထွက်ဆိုကြပါသည်။ပွဲစည်းတန်းထိပ်တွင်အဆောင်ကျနေသောပလိတ်များကိုမေးသည့်အခါတွင်လည်းအင်ကြီးလက်မောင်းတွင်သွေးဆွနေသောလူတစ်ယောက်မိမိတို့ဘက်ကိုလာရောက်ခြင်းမရှိကြောင်းကိုအသေးချာထွက်ဆိုကြပါသည်။ကျွန်တော်တို့သည်ထိုမှုကိုစနစ်တကျအသေးစိတ်စုံစမ်းနိုင်သမျှစုံစမ်းပါသည်။လူသက်သမားသည်အင်ကြီးနှင့်ရင်ဘတ်တို့တွင်သွေးဆွနေသည်ဆိုရင်ထိုအင်ကြီးကိုလဲ၍ထွက်သွားသလိုသို့ဆိုရင်သူတွင်လည်းလဲစရာအင်ကြီးတစ်ထည်အပူပါရပေလိမ့်မည်။ထို့ပြင်ထိုအင်ကြီးကိုအေနီးနားတစ်ဝိုက်တွင်လင်းမြန်စွာလဲရပေလိမ့်မည်။သို့မဟုတ်ရင်ထိုအင်ကြီးကိုတနေရာတွင်စွန့်ပစ်ထားခဲ့ရလိမ့်မည်။သို့မဟုတ်ပြန်လည်းထိုအင်ကြီးကိုဝတ်ဆင်ထားစေဖြစ်ရပေလိမ့်မည်။ကျွန်တော်တို့သည်ဤဖြစ်နိုင်ချက်၃ခုကိုသာစဉ်းစား၍ရပါတယ်။တရားခံကိုယခုတိုင်ဖမ်းမမိသေးကြ။ကျွန်တော်တို့သည်ဇက်ယုံနောက်ဘေးရှိသူများအားလုံးကို၎င်းမျက်လက်ယုံအနီးမှလူများကို၎င်းအံပွဲပြသည့်ယုံလေးအတွင်မှလူများအားလုံးကို၎င်းရဟအနီးရှိလူများအားလုံးကို၎င်းခေါ်ယူစစ်ဆေးကြည့်ပါတယ်။တို့ရတွင်ထိုလူကိုမြင်လိုက်ရသူဟူ၍တယောက်မှမရှိကြ။ကျွန်တော်ကစိတ်ပြက်လက်ပြက်ပြီးကိုစံကျော်ဘက်ကိုလဲ၍ကဲကိုစံကျော်အပွဲပွဲနွဲခဲ့သမျှဒီပွဲမှာတော့ခမများခန်းလိုက်ရပြီလူတွေကိုတိုက်ပြီးတော့ဒုက္ခပေးမနေနဲ့တော့အခုပဲခမများလူ300လောက်ကိုစစ်ဆေးကြည့်ပြီးဒီလူကိုမြင်လိုက်တဲ့လူဆိုလို့တယောက်မှမတွေ့သေးဘူးပွဲစည်းကြီးတစ်ခုလုံးကလူတွေကိုလည်းလိုက်ပြီးတော့စစ်မေးမနေဘူးလူသက်သမားကိုမြင်ချင်းမြင်လိုက်ရင်ဒီနေ့တစ်ဝိုက်ကလူတွေမြင်လိုက်ရမယ်ပွဲစည်းတဲ့ရောက်မှာတော့သူ့ဖို့အချိန်ရသွားပြီအဝတ်စားတို့ဘာတို့ကိုလည်းပြောင်းလဲနေတယ်တနေရာကလည်းပွဲစည်းတဲ့အပြင်ဘက်ကိုထွက်သွားနေတယ်အခုလောက်ဆိုရင်ခမ ्या ကောင်အိမ်ပြန်ရောက်ပြီးတော့အေးစစ်စစ်အိတ်နေရောမယ်နောက်ထပ်လူတွေကိုခေါ်မစစ်ပါနဲ့တော့ထို့ချင်းမျက်လက်ပြပွဲတွင်လောအတိုက်ခံရမည်လူမန်တိတာတဲ့သို့ဝင်ရောက်လာသည်ကိုငေးကြည့်နေရမှာကျွန်တော်လက်မလျှော့ချင်သေးဘူးဆရာဒီနားတစ်ဝိုက်မှာပုံးစရာဆိုလို့ဘယ်မှမရှိဘူးဘယ်သူမှလည်းဒီလောက်လုံအောင်မပုံးနိုင်ဘူးပုံးနိုင်တဲ့လူဆိုလို့တယောက်ပဲရှိတယ်လူသက်သမားဟာပြစ်မှုကိုကျူးလွန်ပြီးတဲ့နောက်ပုံးတဲ့နေရာကိုပြန်လာတယ်ပြီးတော့သွေးစွန်းနေတဲ့အဝတ်စားတွေကိုလည်းလဲပစ်ခဲ့တယ်ပြီးတော့မှတက်ဆိုင်ရာအခန်းမှာသူဝတ်ရမယ့်အဝတ်စားတွေကိုဝတ်ပြီးတော့ခါတီတီထွက်လာတယ်ကိုစံကျော်သည်ဤသို့ပြောကမျက်လက်စင်ပေါ်သို့တက်သွားပြီးတော့သူ့အခန်းကိုထွက်ရန်တက်တာကြီးတစ်လုံးပေါ်တွင်အစင်သည်ထိုင်နေသည့်လူခတ်သည်ခန့်ညက်လူကိုတွားရပခုံးပို့လိုက်ရင်ဟာဒီကလောဖြတ်ခံရမယ့်တက်တာကြီးတွေဝင်ပုံးပြီးတော့အဝတ်စားလဲဖို့ကောင်းတဲ့နေရာဒီပြင်ဘက်မှာရှိပါတော့မလဲဆရာဟုပြောလေပါတယ်ဟုတ်ကဲ့ပါဇက်လန်လေးကတော့ဒီမှာဒီပဲပြီးဆုံးပြီပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိနောက်တော့ဆင်အားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာအားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ